ဂီသူတော်ကောင်းအပေါင်းတို့ယောဂီသူတော်ကောင်းအပေါင်းတို့ယခုဓမ္မရိပ်သာကြီး၌တရားဝင်တရားအားထုတ်ရရှိကြကုန်သောယဟန်ရှင်လူသူတော်ကောင်းအပေါင်းတို့အားအိယာမထကြရန်အတွက်အချက်ပြီးစီမောင်များတိကလျက်နှုသောအပ်ပြီးသူတော်ကောင်းတို့သူတော်ကောင်းအပေါင်းတို့အိယာမထကြပါကုန်သောမျက်နှာများသိကြပါကုန်သောဦးလည်းများသန့်စင်ကြပါကုန်သောအိယာမထပြီးကြလို့လိုအပ်တဲ့ဒီဝေကိစ္စအဝဝတွေကိုပြင်းကြပါလောရှင်းကြပါလောအစင်းဖြင့်ဖြစ်ကြပါလောယောဂီအပေါင်းတို့ထက်ကောင်းရင်အာကာဝီကဝိသန္တာဖူးလမင်းကလည်း29စင်းသောအာတဝဏီဗရဏီကြတိကယောဟနီမိဂတိပုဏ္ဏပု္ပ္ပစသည်ထောင်းတောင်းကျေသာယာနှစ်ကအပေါင်းတို့ခညောင်းကရံပတ်လူလူကြီးကိုကြည်လာပြီးတော့အမောင်လူသားယောဂီများတို့အိယာမထကြပါလောအမောင်လူသားအိနေခဲ့၏နေ့တွေရက်တွေလတွေနှစ်တွေကိုပြန်ဒီကကနန်းချ၍မှန်းဆလို့ကြည်လိုက်တော့သဗ္ဗံဇာနာတိသဗ္ဗညုဆိုတဲ့ဘုရားရှင်ပင်လင်တွေးမရတဲ့အဖြစ်နဲ့ကြုံရတဲ့ကြည်လိုက်တဲ့တန်တရားပြီးခဲ့တဲ့အချိန်လေးကလည်းဘယ်လောက်တောင်ကြာခဲ့တယ်လို့မသိတန်တရားရှိသမျှအနေတွေစက်လို့မှုအသီးတွေနဲ့ထပ်ခဲ့ကြပြီသာတိတရားပြာတိမရဏစသည်ထောင်တောင်းဒီအပေါင်းတွေကလည်းကျုံခဲ့လာတော့ရှိကူလေခန္ဓာအစဉ်ညာမဝင်လို့ပရိစ္ဆသမုပ္ပါလေလူရာစက်နေကြရင်ဖြင့်အပေလေးပါးဆိုတဲ့နေရာကလည်းအမောင်လူသားရဲ့နေရာသာဖြစ်တယ်လို့ဘုရားကိုယ်တော်မြတ်ကြီးကဟောတော်မူခဲ့ပါတယ်။အမောင်လူသားယောဂီများတို့တတိထား၍စဉ်းစားတာကြည့်ကြပါတော့အိမ်ကြီးမဝလို့အိယာကမထပဲခန္ဓာအစဉ်ညာမဝင်ခဲ့ရင်ဖြင့်အမောင်လူသားသည်ငရေတိရစ္ဆာန်ကြိတ်ကအတူကဲဆိုတဲ့အပေလေးဘုံကိုကြားရမယ်ပြီအကျူးတို့အကန်းတို့အားတို့အနူးတို့အကျွဲတို့အစွန့်တို့ဖြစ်ကြရအောင်မဲ့ပြီဇာတိဆိုတဲ့ဒုက္ခဆရာဆိုတဲ့ဒုက္ခယာတိဆိုတဲ့ဒုက္ခမရဏဆိုတဲ့ဒုက္ခဒီဒုက္ခတွေနဲ့လည်းသိကြရအောင်မဲ့ပြီဟောဒီကလည်းများလိုက်ပါပြီဒီဘေးတွေနဲ့အမောင်လူသားဧကံတွေ့ရကျုံရခံရအောင်တော့မယ်အမောင်လူသားယောဂီများတို့အိရေးမဝလို့အိယာက